ဂျပန်မှာမြန်မာဆရာဝန်2ယောက်ကိုရဲဖမ်းတဲ့အကြောင်းပြောပြမယ်ရဲကဖမ်းသွားတာလေလိုင်စင်မရှိဘဲနဲ့လှုပ်လို့ဆိုပြီးတဲ့အခါကျတော့လာဆဆူမပရိုရှင်တို့စိုက်တဲ့နေရာမှာစိုက်တလို့ဒါနေရာယူလိုက်တော့เนาะတို့ကတော့ဂျပန်သတင်းတွေထိတောင်တွားပြီးတော့ဆက်စုပြီးတွားပြီးမြန်မာက2ယောက်တစ်ယောက်ကဟွာတဲ့ကြည်ချမ်းကိုတဲ့အသက်42နှစ်တဲ့နောက်တစ်ယောက်ကစောဝင်းနိုင်တဲ့အသက်30တဲ့เนาะ2ယောက်เนาะအဲ့ဒီသူတို့ရဲ့အမှုကဘာလဲဆိုလို့ရှိရင်မနေ့ကသတင်းတွေတက်လာတာပေါ့ရှင်တို့လည်းတွေ့မှာပေါ့သူတို့ကဘာလဲဆိုတဲ့ခါကျသူတို့က aesthetic เนาะအဲ့ဒီကြည်ချမ်းကိုဆိုတဲ့ဒေါက်တာရဲ့စီမှာမြန်မာပြည်က celebrity တွေတောင်မှမြန်မာနိုင်ငံမှာတော့လှုပ်ဖူးကြတယ်နာမည်ကြီးဒိတ်ဒိတ်ကျဲမိုးပြန်ကျဲတွေလည်းမျက်ရည်ခွဲစိတ်ကြတာအဲ့သူစီမှာတယ်เนาะအဲ့ဒီခါကျသူက bad review တွေလည်းတခြား bad review တွေလည်းအများကြီးရထားတယ်လို့ပြောတယ်ဒါပေမဲ့အခုဂျပန်မှာကကြတော့သူက license ဆရာဝန် license မရှိဘဲနဲ့အဲ့လိုမျိုးခွဲစိတ်မှုတွေကိုလုပ်နေတာဘယ်လိုလုပ်လဲဆိုလို့ရှိရင်ကိုပိုင် clinic နဲ့လည်းမဟုတ်ဘူးပြီးကြတော့ဒီလိုမျိုးလူနေအိမ်တို့ဘာတို့မှာတွေမှာလုပ်ပြီးတဲ့အခါကျတော့သူ့ရဲ့ကြော်ညာကဘယ်လဲဆိုလို့ရှိရင် social media တွေကနေပြီးတော့ကြော်ညာပြီးတဲ့အခါကျတော့အဲ့မှာမြန်မာတွေအဓိက target ကတော့မြန်မာတွေပဲဖြစ်လိမ့်မယ်ပေါ့နော်အဲ့ဒါပြီးတဲ့ခါကျတော့ဒီ2025ခုနှစ်မှာလှုပ်လိုက်တဲ့အမျိုးသမီးတယောက်အဲ့အမျိုးသမီးတယောက်ကဒီမျက်ရည်ခွဲလိုက်တာအဲ့ဒါခွဲပြီးတော့ကျတော့သူကမျက်လုံးလုံးဝပြန်ဖွင့်လို့မရတော့တာပေါ့အဲ့လိုမျိုးဖွင့်လို့မရတော့လို့ဆိုပြီးတော့ရဲကိုတိုင်တာအဲ့ဒီကနေပြီးတော့ရဲကနေပြီးတော့ဖမ်းသွားတာလို့သူကတော့မဟုတ်ဘူးပေါ့ကူလုတ်ပေးတာလို့ဘာလို့ညင်းပေသည်ဒီမှုကတော့ဘာဆက်ဖြစ်မလဲဆိုတာကိုမသိသေးဘူးเนาะအဲ့တော့အဓိကပြောချင်တာကကြတော့မြန်မာပြည်မှာဆရာဝန်ဘွဲရတယ်ဆိုလို့ရှိရင်နိုင်ငံခြားကိုအလုပ်ထွက်လုပ်လို့ရှိရင်ဥပမာစင်ကာပူအလုပ်လာခြင်းတယ်ဆိုလို့ရှိရင်စင်ကာပူဆရာဝန် license ရှိမှစင်ကာပူမှာအလုပ်လုပ်လို့ရတယ်အဲ့လိုပဲဂျပန်မှာလုပ်ချင်တယ်ဆိုလို့ရှိရင်ဂျပန် license ရှိမှဂျပန်မှာဆရာဝန် license ရှိမှပြီးတဲ့ခါကျတော့ဒီထိုင်းတို့တခြားဘယ်မှာလုပ်ချင်အဲ့ဒီနိုင်ငံရဲ့အတိမတ်ပြုတဲ့ license ကိုရှိရတယ်ရှင်တို့ဟိုတလောကကြုတ်ပြောတယ်လေမြန်မာပြည်ကစပေါ်လက်ပြတောင်ပန်ဖြတ်တဲ့ဆရာဝန်စင်ကာပူလာပြီးတော့သူကတော့ဘယ်နေ့ကိုလာမယ်လာပြီးလို့ရှိရင်အဲ့ဒီနေ့တွေမှာခွဲစိတ်လို့ရပါတယ်ဆိုအဲ့ဒါတွေကလုံးဝတရားမဝင်ဘူးစင်ကာပူနိုင်ငံမှာလည်းတရားမဝင်တယ်လို့တခြားဘယ်နိုင်ငံမှာလည်းတရားမဝင်ဘူးသူတို့လက်ထဲမှာအဲ့ဒီလာလောက်တဲ့စင်ကာပူလာလောက်တယ်ဆိုရင်စင်ကာပူနိုင်ငံ license မရှိဘူးဆိုလုံးဝတရားမဝင်အဲ့လိုမျိုးပဲလူနေအိမ်တွေမှာခွဲစိတ်ကြတာမျိုးတွေဖြစ်တဲ့အတွက်ရှင်တို့အတွက်အနေရကင်းမှုတွေပိုးမွားဝင်တာတွေ infection ဝင်တာလိုမျိုးတွေဆိုရှင်တို့ကိုဘယ်သူကအာမခံလုပ်ပေးမှာတော့ပြီးတဲ့ခါကျတော့သူတို့ကပြုတ်ပြတ်ဆိုဒီတောင်ပန်ခွဲစိတ်တွေဖြုတ်ဖြတ်တွေလုပ်ပြီးတော့ပြန်သွားကြပါကြီးရှင်ကပိုးဝင်နေရောင်းလာပြီးကိုင်းလာပြီးပြည်တဲလာပြီးဘသူ့အသွားအကူညီတောင်းမှာဘသူ့ကိုသွားပြမှာတော့ဒီဟာလှုပ်လိုက်လို့ဈေးတက်တာသွားတာအောင်မမြင်နဲ့เนาะအဲ့ဒီဟာရဲ့နောက်ဆက်တွဲမှာစိုးကျိုးတစ်ခုခု side effect တွေဖြစ်လာရင်ဆိုတဲ့ဟာပါအုံနောက်ထဲမှာတွေးထားမှနောက်ပြီးကြတော့စင်ကာပူလာတယ်ဥပမာတခြားနိုင်ငံကိုသွားတယ်ဆိုလို့ရှိရင်အဲ့ဒီနိုင်ငံအသီးသီးမှာလှုပ်ရှားနေတဲ့မြန်မာဆရာဝန်တွေရှိတယ်စင်ကာပူမှာဆိုလို့ရှိရင်လည်း license ရတဲ့မြန်မာဆရာဝန်တွေအများကြီးအဲ့လိုလူမျိုးတွေရဲ့เนาะဂုံတိတ်ခါတွေကိုမြန်မာလာလောက်တာဆိုပြီးတော့မစော်ကားနဲ့အခုဆိုလို့ရှိရင်အဖမ်းခံလိုက်ရပြီမြန်မာဆရာဝန်ဆိုဥပမာဂျပန်မှာမြန်မာဆရာဝန်အလုပ်လုပ်နေတဲ့သူတွေဆိုလို့ရှိရင်ဘလို့မျက်နှာနဲ့ဟဲ့နင်တို့အတိုင်းဝိုင်းမှာဆိုလို့ရှိရင်ဟဲ့နင်တို့မြန်မာတွေအဲ့လိုလုပ်လို့အဖမ်းခံရတာเนาะဆိုဘလို့လောက်ကြမလဲဟုတ်တယ်မလားကိုပတ်ဆိုင်ရကျင်တာတခုတည်းနဲ့เนาะကိုငွေငတ်တာကြောင့်မလို့သူများတွေရဲ့ live တွေကိုပါကြောက်ကြက်ဖြစ်အောင်မလုံးနဲ့เนาะကိုရဲ့ဒီ customer ကိုရဲ့လူနာကိုဒုက္ခရအောင်မလုပ်ကြပါနဲ့လို့ဒါပဲအပြည့်စင်ရတော့အတိုင်းပဲဆက်စုမပူလို့ရေနောက်ဗီဒီယိုတွေမှာပြန်တွေ့ကြမယ်